ဒီပုံလေးမေးထားလို့ဖြည့်ပေးလိုက်ပြီနော်သူက15လက်မှ3ရွက်ကိုအရင်ဆုံးယူပြီးတော့ခေါက်မယ်ပေါ့နော်ပထမဦးဆုံး1ရွက်ကိုအရှိလေးနဲ့တွဲထားမယ်အဲ့ဒါပြီးပြီဆိုရင်15လက်မှဖဲအရှိ2ရွက်ကိုကြတော့ပုံပါအတိုင်းလေးခေါက်ပြီးတော့3ခုလုံးအမတို့ကတွဲပေးမယ်နော်အဲ့တိုင်းလေးတွဲပြီးသွားပြီဆိုရင်2ပတ်3ပတ်ပတ်မယ်ပြီးကြရင်မလားပတ်မှရှည်လေးတက်ပေးမယ်ပေါ့နော်အဲ့ဒါလေးပြီးသွားပြီဆိုရင်တော့17လက်မှ1ရွက်ကိုပုံမှန်အတိုင်းဖဲပြားပုံလေးခေါက်မယ်ခေါက်ပြီးသွားပြီဆိုရင်စောနာတွဲထားတဲ့ပုံမှာအဲ့ဒီ17လက်မှအရွက်ကလေးကိုထပ်ပြီးတော့အလဲပဲလေးပတ်မယ်နော်ပြီးကြရင်ဟမ်းမိတ်ဖဲလေးပါတစ်ခါလေးကပ်ပေးလိုက်ပါမယ်အားလေးပြီးသွားပြီဆိုရင်တော့73လက်မှဖဲအရှိပေါ့နော်2ရွက်ကိုအလဲကနေခောက်ရလေးပေးမယ်ပေးပြီးသွားပြီဆိုရင်ဖဲပြားပုံစံမျိုးလေး2ရွက်တစ်လုံးခောက်မယ်နော်ခောက်ပြီးသွားပြီဆိုရင်တော့ဟိုဘက်ဒီဘက်ဆန့်ကျင်ဘက်လေးကိုအလဲအရာလည်းမဟုတ်ဘူးเนาะ3ပုံပုံရင်2ပုံစာလောက်လေးခောက်ရှိုးလေးနဲ့ပေါ့အဲ့ဒီအတိုင်းလေးဟိုဘက်ဒီဘက်ဆန့်ကျင်ဘက်လေး2ခုလုံးကိုခောက်ထားမယ်အဲ့ဒီတိုင်းလေးခောက်ပြီးသွားပြီဆိုရင်ဖဲပြအလဲမှာပေါ့เนาะတိုင်းတာဟိုဘက်2လက်မှာဒီဘက်2လက်မှာအမကတော့အဲ့ဒီအတိုင်းလေးတိုင်းလိုက်တယ်တိုင်းပြီးသွားပြီဆိုတော့မှကလောလေးနဲ့သူ့ကိုတက်ပေးလိုက်တယ်ဒီကလောနေရာမှာကော်တိုးတော့လေအမတို့ကတစ်ခွဲဆိုင်ကိုသုံးထားတာဖြစ်တဲ့အတွက်ကော်ကိုလည်းသူနဲ့တိုင်းပြီးတော့ပေါ့နော်ဒါအများကြီးမဟုတ်ဘဲနဲ့အဲ့ဒီအနေထားလောက်လေးမှာပဲကော်လေးကိုတို့ပေးပါမယ်အားလေးပြီးသွားပြီဆိုရင်အောက်ရှိဘက်မှာလည်းတစ်ခါကော်လေးတစ်ခါပြန်ပြီးတော့တို့မယ်တို့ပြီးသွားပြီဆိုတော့ဟိုဘက်ဒီဘက်ပေါ့နော်ကော်လေးတို့ပြီးသွားပြီဆိုရင်ဖဲလေးတွေကပ်ပေးလိုက်ပါမယ်အားလေးပြီးပြီဆိုရင်အပေါ်ကအထက်ကလေးနဲ့အောက်ကအထက်ကလေးနဲ့ကိုလည်းကိုကမှတ်မယ်မှတ်ပြီးသွားပြီဆိုရင်ကော်လေးတို့ပေးမယ်နော်အဲ့ဆိုတော့အမတို့ဒီပုံစံအတိုင်းလေးရသွားပါပြီဒါလေးကတော့အမလည်းလှုပ်တဲ့တက်လောက်လေးပြပေးတာဖြစ်တဲ့အတွက်ပေါ့နော်လိုအပ်ချက်လေးတွေရှိရင်လည်းနားလည်ပေးပါ